ဒီအပတ်အတွင်း ANA မှသတင်းတချို့ကိုကျွန်တော်ခင်မောင်ကတင်ပြပါမည်ရိုဟင်ဂျာများကိုလူမျိုးတုံးတပ်ဖြတ်မှုမရှိဟုဒေါ်စု၏ပြောကြားချက်အပေါ်ကမ္ဘောဒီးယားဂျိုနီဆိုင်သုတေသနဌာနမှသုတေသီဒေါက်တာဇာနီ၏တုံ့ပြန်ချက်ခုတစ်ခါမှာတော့ရခိုင်ပြည်တွင်းခြေနေတွေကို ethnic cleansing မျိုးဖြိုတပ်ဖြတ်မှုလားဆိုပြီးမေးထားတဲ့ပေါ်တုံ့ပြန်ချက်တွေကိုကြည့်အောင်ပါမြန်မာနိုင်ငံရခိုင်ပြည်နယ်တွင်းကမွတ်စလင်တွေကြုံနေရတဲ့အခြေအနေကိုတမိုင်းကြောင်းနောက်ခံရပါကြည့်ရမှာဖြစ်ပြီးတော့ဒီအဖြစ်အပျက်တွေကိုညှင်းဆန်တာဟာနိုင်ငံတကာအကြားမြန်မာနိုင်ငံသိက္ခာကျဆင်းစေဖို့သာဖြစ်လိမ့်မယ်လို့ကမ္ဘောဒီးယားနိုင်ငံ Genocide သုတေသနဌာနသုတေသီဒေါက်တာဇာနီက VOA ကိုပြပြပါတယ်။ရခိုင်ပြည်နယ်တွင်းခြေနေတွေကို ethnic cleansing မျိုးဖြိုတပ်ဖြတ်မှုလို့ခေါ်လို့မရတဲ့အကြောင်းဒေါ်ဆန်းစုကြည်က BBC သတင်းဌာနကိုပြောခဲ့တဲ့အပေါ်မှာတုံ့ပြန်သွားတာပါ။ဒါ့အပြင်ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးကင်တွယ်နေတဲ့မြန်မာအစိုးရကော်မရှင်နှစ်ရပ်စလုံးဟာလည်းနိုင်ငံတကာအနေနဲ့ယုံကြည်လက်ခံနိုင်ဖွယ်မရှိဘူးလို့ဒေါက်တာဇာနီကပြောသွားပါတယ်။ဒေါက်တာဇာနီကိုသားညွန့်ဦးကဆက်သွယ်မေးမြန်းထားတာကိုနားဆင်ပါရှင်။ဒေါ်ဆန်းစုကြည်ကသူခရီးစီတွင်းကြချက်ဟောကာကနနာကွင်းဆင်းပြီးတော့လေးလာထားတဲ့လူလည်းမဟုတ်ဘူးဒီကိစ္စဖြစ်နေတာက1988ကျွန်တော်တို့ငကားမင်းစစ်စင်ရေးကစပြီးတော့ဖြစ်တယ်လူတွေသိန်းနဲ့ချီပြီးတော့ထွက်ပြေးတယ်တချို့ပြန်ဝင်လာလဲရှိတယ်နောက်တစ်ခါပြန်ထွက်ပြေးတယ်ဒီဟာကိုပေါ့နော်ကိုတိုင်းကဂါဂနာနာပညာရှင်တရားအနေနဲ့စနစ်တကျလေးလာထားပြီးတည်တာမဟုတ်ဘဲနဲ့ဘူးခံတယ်ဆိုရင်ကျွန်တော်တို့ကစင်တွေကိုစိတ်ရည်နဲ့ဖုံးတဲ့အနေထားပါပဲရှိတယ်ဒီလူမျိုးတုံးတပ်ဖြတ်မှုဆိုတဲ့အတုံးနှုံးစကလုံးနဲ့ပတ်သက်လို့ပေါ့နိုင်ငံတကာဥပဒေအရဗမာပြည်ကဘယ်လောက်ထိအသက်ဝင်မှုရှိလဲဆိုတာနဲ့ပတ်သက်လို့ကိုစားနေဘယ်လိုမြင်လဲခင်ဗျတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဗျာဒီကောင်ကလူမျိုးစုကိုတယောက်မကြံတပ်ဖြတ်ပစ်လိုက်တယ်ဆိုတော့အနေထားရောက်မှလူမျိုးတုံးအောင်လုပ်တယ်လို့ပြောစရာမလိုဘူးရိုဟင်ဂျာတွေကိုဒုက္ခဆပေးတာ1988ငကားမင်းစစ်စင်ရေးကစပြီးတော့ဒုက္ခပေးခဲ့တယ်ဆိုတော့ဒီအနှစ်40နီးနီးပေးခဲ့တဲ့ဒုက္ခပေးတဲ့အချိန်မှာနီးမျိုးစုံတုံးပြီးတော့ပေးတယ်ဗျာကလေးတွေကိုထောင်နဲ့ချီတောင်းနဲ့ချီပြီးတော့မွေးစင်းထုတ်မပေးတာကြောင့်လည်းရွာတွေမိလောင်တိုက်တာကောက်ရည်စပါးပေါ့နော်ဒီဟာတွေကိုဖျက်ဆီးတာတနေရာနဲ့တနေရာဟိုပေါ့နော်တွားဖို့ထိန်းချုပ်တာနောက်သူတို့ရဲ့ဒီရိုဟင်ဂျာ identity ကိုအခြေခံတဲ့ပုံမှာလူရဲ့ထိန်းချုပ်ဖို့လုပ်တာပေါ့နှစ်ယောက်ပဲမွေးရမယ်တို့ဒါမျိုးတွေပေါ့ဗျာကျွန်တော်တခုမေးချင်တာကအစိုးရအဆက်ဆက်ကဒီ policy တွေရှိခဲ့တယ်ဆိုတော့ဒီရခိုင်မှာရှိတဲ့ Muslim population ပေါ်မှာဒီ policy ကြောင့်ဘယ်လောက်ထိတက်ရောက်မှုရှိခဲ့လို့ genocide လို့ပြောနိုင်တာလဲခင်ဗျဘယ်လောက်ထိတက်ရောက်မှုရှိတယ်လဲဆိုရင်ဒီ1988မှာဒီလူရဲ့တဝက်လောက်ကိုဟိုပါပေါ့တိုင်းပြည်ကမောင်းထုတ်တာပေါ့ဗျာလူ3သိန်းနီးနီးလောက်ကိုကျွန်တော်တို့မောင်းထုတ်လိုက်တယ်တချို့လည်းပြန်ဝင်လာတယ်2သိန်းပတ်ဝန်းကျင်လောက်ပြန်ဝင်လာတယ်အဲ့ဒါခဏခဏဂဒီဂဒီပေါ့ဗျာ9နှစ်တစ်ခါ10နှစ်တစ်ခါလောက်လူတွေကိုဒုက္ခရောက်အောင်လုပ်နေတာပေါ့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့အနှစ်40ကိုချုပ်ပြီးတော့ genocide လို့ပြောတာဟုတ်ကဲ့တမိုင်းကြောင်းရတော့တမျိုးပေါ့အခုဒါမဲ့ပြီးခဲ့တဲ့ဒီဒေါန်ဆန်းစုကြည် NLD တက်လာပြီးနောက်ပိုင်းပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့တွေကဖြစ်တဲ့ဒီပြိပခအတွင်းမှာအခုချိန်ထိသူတို့ဒီသေဆုံးသူဟာ23ယောက်ပျောက်ဆုံးသူဟာ10ဦးဆိုပြီးတော့အစိုးရဘက်ကကြေညာရရှိပါတယ်နောက်တစ်ဖက်မှာဒီအန်တီအဓမ္မဒီလိမ်မဲဆိုင်ရာစော်ကားမှုတွေနဲ့ပတ်သက်လို့ခိုင်ခိုင်မာမာတိတိကျကျသူတို့လည်းဘာမှမရတဲ့အနေအထားမျိုးသူတို့ကြီးညာထားတာရှိပါတယ်အဲ့တော့ဒီအခြေအနေမျိုးပေါ်မှာကောလို့ဒေါ်လာဇာနီတို့ပြောလို့ genocide တို့ ethnic cleansing လို့တွားပြီးဆွဆွဲလို့ရပါမလားရတာပေါ့ဒီ UN ကပြောတာက genocide လို့ပြောတာမဟုတ်ဘူး UN ကပြောတာ crimes against humanity လို့ပြောတာသူတို့ဒီရိုဟင်ဂျာမျိုးပြုတ်ပါစေဆိုတဲ့ဆန္ဒရှိမရှိရွယ်ချက်ရှိမရှိဒီလိုလုပ်တဲ့လုပ်ရက်တွေကဟလာခိုးဝင်တဲ့လူပဲဖြစ်ဖြစ်ဟလာအနှစ်2000လောက်ကနေနေတဲ့လူပဲဖြစ်ဖြစ်ဒါက crimes against humanity လူသားမျိုးနွယ်တွေနဲ့ပတ်သက်တဲ့ကြာဆွေးမှုကြီးလို့ပြောတယ်ဒီ genocide ဆိုတာကကြတော့ကျွန်တော်တို့အနှစ်30 40ကျော်မှာဒီစနစ်တကျလုတ်ခဲ့တာဒုက္ခပေးခဲ့တာဖျက်ဆီးခဲ့တာကိုဆိုလိုတာတတ်တာတစ်ခုတည်းကိုပြောတာမဟုတ်ဘူးဒီဆွဆွဲချက်တွေနဲ့ပတ်သက်လို့ဒေါန်ဆန်းစုကြည်ကပြောထားတဲ့အထက်မှာသူတို့အနေနဲ့ဒီဒေါက်တာကိုဖီအာနန်ဦးဆောင်တဲ့အကြံပေးရခိုင်အကြံပေးကော်မရှင်လည်းဖွဲ့ထားတယ်နောက်တစ်ခုအစိုးရဒုသမ္မတဦးမြင့်ဆွေဦးဆောင်တဲ့ကော်မရှင်လည်းရှိပါတယ်ဒီကော်မရှင်ရဲ့လုပ်ငန်းတွေမပြီးဆုံးသေးဘူးလို့ပြောသွားပါတယ်ခင်ဗျာအဲ့တော့အခုဒုသမ္မတဦးမြင့်ဆွေလုပ်တဲ့ကော်မရှင်ကိုကမ္ဘာကလုံးဝအယုံကြည်မရှိဘူးလို့ခုလာတမဲကတရားဝင်ပြောပြီးသားဘယ်သူမှလည်းအယုံကြည်မရှိဘူးပြည်သူသိဖို့ပဲကိုဖီအာနန်ကော်မရှင်ကြတော့ကိုဖီအာနန်ကော်မရှင်ကပြဿနာရှိတယ်ကိုဖီအာနန်ကော်မရှင်ကပြီးခဲ့တဲ့လထဲမှာသတင်းစာရှင်းလင်းပွဲရန်ကုန်မှာလုပ်တယ်အဲ့ဒီအချိန်တော့ကျွန်တော်တို့ကော်မရှင်ကဒီလိုမျိုးပေါ့လူတွေတတ်တာဖြတ်တာလူအခွင့်အရေးကိစ္စနောက် ethnic cleansing ကိစ္စကိုကျွန်တော်တို့မှာဆုံးဖြတ်ဖို့စုံစမ်းဖို့ကော်မရှင်မဟုတ်ပါဘူးကျွန်တော်တို့လည်းမဆိုင်ပါဘူးကျွန်တော်တို့လုံးပိုင်ခွင့်မရှိပါဘူးလို့ပြောသွားပြီးသားနောက်တစ်ခုပြဿနာကပါလဲဆိုတော့
ကိုဖီအာနန်ကိုယ်တိုင်ကကျွန်တော်တို့1994မှာရဝမ်ဒါမှာလူ8သိန်းလောက်အကြီးအကျယ်ဗျာ ethnic cleansing ဖြစ်တဲ့နေရာမှာကိုဖီအာနန်ရဲ့ပယောဂမကင်းမှုလို့ကဘာလက်ခံထားတယ်ကိုဖီအာနန်ကအဲ့တုန်းကကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ရဲ့တပ်မှုဖြစ်တယ်အဲ့ဒီတပ်မှုဖြစ်တုန်းကကိုဖီအာနန်ကအရေးကြီးတဲ့လူတွေတတ်တော့မယ်ဆိုတဲ့ကျင်းနှန်းကိုဖီအာနန်ကအမေရိကန်တို့ဘာလို့ဒါကိုမကြားချင်ဘူးဆိုတော့အဲ့ဒါကိုကိုဖီအာနန်ကဖွက်ထားခဲ့တဲ့လူဖြစ်တယ်အဲ့တော့ဒီကမ္ဘာလုံးမှာကိုဖီအာနန်ကနာမည်ကြီးရပဲရှိတယ်ဒီ genocide နဲ့ပတ်သက်လာလို့ရှိရင်ကိုဖီအာနန်ကိုလူတွေကယုံကြည်သိမ့်မရှိဘူးရခိုင်ဒုက္ခသည်စခန်း3ခုရပိုင်းအတွင်းပိတ်မယ်ကြောက်ဖြူစစ်တွေနဲ့ရမ်းပြဲမှာရှိတဲ့ဒုက္ခသည်စခန်းတစ်ခုစီကိုရပိုင်းအတွင်းအများဆုံးပိတ်သိမ်းပြီးပြန်လည်နေရာချထားဖို့အစိုးရကဆောင်ရွက်နေကြောင်းဧပြီလ4ရက်နေ့ကသိရှိရပါတယ်ကြောက်ဖြူဒုက္ခသည်စခန်းမှာနေထိုင်ကြသူတွေကရခိုင်ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးရမ်းပြဲဒုက္ခသည်စခန်းမှာအိမ်ထောင်စု40ကျော်ရှိတဲ့ကမန်လူမျိုးတွေနေထိုင်ကြပါတယ်စစ်တွေကျိန်းနီပြင်ဒုက္ခသည်စခန်းမှာတော့ရိုဟင်ဂျာမွတ်စလင်အများစုနေထိုင်ကြပါတယ်ရခိုင်ဗုဒ္ဓဘာသာတွေအတွက်ပြန်လည်နေရာချထားမဲ့နေရာမှာရေနဲ့မီးရဖို့လှုံ့ဆော်နေပြီးကမန်လူမျိုးတွေကတော့သူတို့ရဲ့မူလနေခဲ့တဲ့နေရာမှာပဲပြန်လည်နေထိုင်ခြင်းတယ်လို့ပြောပါတယ်အာဏာပိုင်တွေကလည်းသဘောတူထားပြီးဖြစ်ပါတယ်စစ်တွေမြို့ကျိန်းနီပြင်ဒုက္ခသည်စခန်းတွေကလူတွေအတွက်မူလနေရာရဲ့တစ်ဖက်ကမ်းမှာနေရာချထားဖို့အစိုးရကစီစဉ်ထားပြီးညှိနှိုင်းမှုတွေလှုပ်ဆောင်နေတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်ရိုဟင်ဂျာတွေကိုနေရပြန်ပို့ဖို့အိန္ဒိယပြင်ဆင်အိန္ဒိယနိုင်ငံမှာတရားမဝင်ရောက်ရှိနေတဲ့ရိုဟင်ဂျာတွေကိုဖမ်းဆီးပြီးမြန်မာပြည်ကိုပြန်ပို့ဖို့အိန္ဒိယပြည်ထောင်ရေးဝန်ကြီးဌာနအစည်းအဝေးမှာဆွေးနွေးနေကြောင်းနဲ့လောလောဆယ်အိန္ဒိယနိုင်ငံမှာဝင်ရောက်နေသူ4000လောက်ရှိကြောင်းပြီးခဲ့တဲ့ရက်တွေကအိန္ဒိယကလာတဲ့သတင်းတွေမှာဖော်ပြကြပါတယ်။အဲ့ဒီလိုရောက်နေသူတွေဟာဂျမုံနဲ့ကက်ရှ်မီးပြည်နယ်မှာ1000လောက်နဲ့ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR မှာဒုက္ခသည်အဖြစ်မှတ်ပုံတင်ထားသူ1000ခွဲနီးပါးလောက်ရှိကြောင်းလည်းဖော်ပြထားပါတယ်။မြန်မာအစိုးရကိုဆက်လက်ဖိအားပေးဖို့မလေးရှားထိပ်သီးအစ္စလာမ်အဖွဲ့ခေါင်းဆောင်တိုက်တွန်းရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့မြန်မာအစိုးရကိုဆက်ပြီးဖိအားပေးနေရမယ်လို့မလေးရှားအစ္စလာမ်အဖွဲ့များအကြံပေးကောင်စီ MCCIO ရဲ့ဥက္ကဋ္ဌမိုဟာမက်အာဇမီအဗ်ဒူလ်ဟာမစ်ကဧပြီလ6ရက်နေ့ကတိုက်တွန်းပြောကြားလိုက်ပါတယ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့လူမျိုးရေးတုတ်တင်ရှင်းလင်းမှုတွေနဲ့ပတ်သက်လို့အပြည်ပြည်ဆိုင်ရာဥပဒေတွေကိုလိုက်နာလာအောင်မြန်မာကိုနိုင်ငံရေးအရဖိအားပေးဖို့မဖြစ်မနေလုပ်ရမယ်လို့သူကပြောပါတယ်မြန်မာအစိုးရကမိရှုခံထားရသည့်ရိုဟင်ဂျာကြေးရွာများကိုသိမ်းဆည်းပြီးနေရအနှဲငယ်ကိုသာခွဲတမ်းချပေးနေစစ်တပ်နဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ကနယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့်မိရှုဖျက်ဆီးလိုက်သည့်ရိုဟင်ဂျာကြေးရွာများကိုအစိုးရပိုင်မြေများအဖြစ်သိမ်းဆည်းပြီးနောက်ယခုအခါနေရအနှဲငယ်ကိုသာမိရှုခံရသည့်မြေနေရာပိုင်ရှင်များကိုခွဲတမ်းချပေးနေကြောင်းသတင်းရရှိပါသည်2016ခုနှစ်အောက်တိုဘာ9ရက်နေ့နောက်ပိုင်းတွင်မြန်မာစစ်တပ်နဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ကနယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ရိုဟင်ဂျာကြေးရွာများဖြစ်တဲ့ဝါပိတ်ပွင့်ဖြူချောင်းကြားကောင်းတောင်မျောတောင်ရေခဲချောင်းကွဆုံဓာကြီးစားတရက်အုပ်တူဦးလာကျေရိုးပြင်ငါးစာကျူဥရှိကြကြေးရွာတို့ကိုမိရှုဖျက်ဆီးခဲ့သည်မိမိတို့၏နေအိမ်များမိရှုခံနေရခြင်းတွင်ဒေသခံရိုဟင်ဂျာများသည်နိဆက်ရာကြေးရွာများသို့ရွှေပြောင်းခိုလုံခဲ့ပြီးအများစုမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေး၍ခိုလုံခဲ့ကြသည်မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ကိုယ်တိုင်မိရှုဖျက်ဆီးထားသောနေအိမ်များကိုအစိုးရကပြန်လည်ဆောက်လုပ်ပေးရမည်ဖြစ်တော်လဲစောင့်မပေးသောကြောင့်
နေအိမ်မိရှို့ခံခဲ့ရပြီးနီးစပ်ရာကြေးရွာများသို့တွားရောက်ခိုလုံနေသူများသည်အခြေအနေတည်ငြိမ်လာသောအခါမိမိတို့၏ကြေးရွာများသို့ပြန်လာပြီးမူရင်းမြေနေရာများတွင်ယာယီတဲများကိုထူကိုထဆောက်လုပ်၍နေထိုင်နေရသည်ဟုဒေသခံများကပြောပါတယ်ထိုကဲ့သို့ယာယီတဲများဆောက်လုပ်နေထိုင်ကြသည်ကိုဖျက်ပေးရန်မောင်တော်မြို့နယ်အုပ်ချုပ်ရေးမှူးကကြေးရွာအုပ်ချုပ်ရေးမှူးများကိုဧပြီလ4 ရက်နေ့ကအမိန့်ပေးထားကြောင်းသိရှိရပါတယ်မြို့နယ်အုပ်ချုပ်ရေးမှူးကမိရှို့ခံရသည့်မြေနေရာများသည်အစိုးရပိုင်မြေများဖြစ်သွားကြောင်းပြည်သူများကိုတနညှာတာသောအဖြစ်ကြေးရွာမြေတဝက်ကိုတရွာလုံးသို့အလှူဒါနသဘောဖြင့်ခွဲတမ်းပေးနေခြင်းဖြစ်ကြောင်းပြောဆိုကြောင်းဒေသခံများကပြောပါသည်